ဖုန်းဖွင့်လိုက်တိုင်း social media သုံးလိုက်တိုင်းမိတ်ဆွေတို့မြင်နေရတဲ့ slot game ကြော်ညာတွေငါးပြကင်းကြော်ညာတွေကိုသတိထားမိကြမှာပါတစ်ချက်နှိမ့်လိုက်ုံနဲ့ငွေတွေအများကြီးရတော့မလို့ငါးလေးတစ်ကောင်ပြစ်လိုက်တာနဲ့အထူး share ကြီးပဲပေါက်တော့မလို့ဆွဲဆောင်နေတာတွေကအခုခေတ်မှာမှုလို့ပေါက်နေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်အနေငယ်မျှဝေပေးချင်ပါတယ်တကယ်တော့ slot game တွေကလွန်ခဲ့တဲ့နှစ်ပေါင်း130ခရီးကစက်မှုပစ္စည်းတက်တဲ့အဖြစ်တာပေါ်ပေါက်ခဲ့တာပါငါးပြကင်းဆိုရင်လေအစကကလေးတွေ soft ဖို့အတွက်ဖန်တီးထားတဲ့ arcade game လေးတွေပါဒါကိုအခု online ခေတ်မှာလည်းမိတ်ဆွေတို့ကိုဖျော်ဖြေဖို့ဒါမှမဟုတ်ရင်ချမ်းသာသွားအောင်လုပ်ဖို့ဖန်တီးထားတာမဟုတ်ပါဘူးဒါကမိတ်ဆွေတို့ပတ်စံကိုအကုန်တိုက်စားဖို့ algorithm နဲ့အသေးအချာဒီဇိုင်းရေးဆွဲထားတဲ့ mathematical trap လို့ခေါ်တဲ့သင်္ချာနီးကြထောင်ချောက်တစ်ခုပဲဖြစ်ပါတယ်လူတော်တော်များများကဒါကိုကန်ဆန်းလာလို့ထင်နေတတ်ကြပါတယ်ဒီနေ့တော့ငါကန်လေးများကောင်းမလားဆိုပြီးတော့ဝင်ဆော့ကြတာမျိုးပါတကယ်တမ်းကျတော့ဒီ game တွေရဲ့နောက်ွယ်မှာ RNG လို့ခေါ်တဲ့ random number generator တွေရှိတယ်လို့ RTP လို့ခေါ်တဲ့ return to player ဆိုတဲ့စနစ်တွေနဲ့ထိန်းချုပ်ထားတာဖြစ်ပါတယ်မိတ်ဆွေတို့ဘယ်တော့ပဲနိုင်ချင်နောက်ဆုံးမှာတော့ game ကိုပိုင်နေလို့ဒါမှမဟုတ် house လို့ခေါ်တဲ့တိုင်ငါပဲအမြဲတမ်းနိုင်အောင် program ကအဆုံးဖြတ်ပေးပြီးသားဖြစ်ပါတယ်မိတ်ဆွေတို့1000နိုင်ရင်တို့က3သိန်းပြန်ရဖို့တွက်ချက်ထားပြီးသားပါနိုင်နေတဲ့အချိန်မှာမိတ်ဆွေတို့အုံထောက်ကဒူပါမင်းတွေထွက်လာပြီးတော့နောက်ထပ်နိုင်အောင်မလားဆိုတဲ့အစွဲအလန်းနဲ့ဆက်ဆော့မိအောင်လှုံ့ဆော်နေတာဖြစ်ပါတယ်ငါပြကင်းတွေကိုကြည့်လိုက်ရင်ပြစ်လိုက်တဲ့ကြီးဆိုင်နိုင်ကမိတ်ဆွေတို့ရဲ့ပတ်စံတွေပါငါကြီးတကောင်ကိုပြစ်နေရင်ဒီခါနီးမှာကြီးကုံသွားတာမျိုးဒါမှမဟုတ်တခြားသူကကြားဖြတ်ပြစ်သွားတာမျိုးကမိတ်ဆွေတို့ကိုပတ်စံပူဖြစ်မိအောင်လုပ်တဲ့နည်းဗျူဟာတွေပဲဖြစ်ပါတယ်ဒီ game ကမိတ်ဆွေတို့ရဲ့စိတ်ခံစားချက်တွေကိုကစားနေရဖြစ်ပါတယ်လောင်ကစားလောကမှာ The Hawks always win ဆိုတဲ့စကားကအမြဲတမ်းမှန်ကန်နေမှာပါတင်ချာနီးနဲ့တွက်ချက်ကြည့်ရင်မိတ်ဆွေတို့ဆော့တဲ့အကျင့်ရည်ပူများလေရှုံးဖို့ရခိုင်နှုန်းပူများလေဖြစ်ပါတယ်တဖြည်းဖြည်းနဲ့ gambling disorder လို့ခေါ်တဲ့ဆွဲလန်းမှုယောဂဖြစ်လာတဲ့အခါပတ်စံကုန်နေရတော့မှမရက်တတ်နိုင်တော့ပဲတခြားနီလန်းတွေနဲ့အကောင့်ထဲငွေဖြည့်ပြီးဆက်ကစားနေကြတာတွေရှိပါတယ်တချို့မိဘတွေကဂိမ်းထဲငွေဖြည့်ဖို့သူတို့သားသမီးတွေကိုခေပေးငွေထည့်ခိုင်းတာမျိုးတွေအထိမြင်တွေ့နေရပါတယ်ဒါကမိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးအနာဂတ်အတွက်မကောင်းတဲ့အခြေဆိုးတစ်ခုဖြစ်ပါတယ်ဆလော့ဂိမ်းတွေလောင်းကစားဂိမ်းတွေဆော်ပြီးချမ်းသာသွားတဲ့သူကိုမတွေ့ဘူးပေမဲ့ရှိသမျှပတ်စံတွေပြောင်းအိမ်ပေါင်ရာပေါင်ဆွဲလန်းယူတပြီးဆော့နေတဲ့သူတွေကိုတော့မြင်တွေ့လာရပါတယ်တကယ်တော့ဒီဂိမ်းတွေကဖြောဖြေးရေးအတွက်မဟုတ်ဘဲနဲ့ငွေညစ်တဲ့စက်ပစ္စည်းတွေတာဖြစ်ပါတယ်မိတ်ဆွေတို့စီမှာရှိတဲ့ငွေကြေးအချိန်နဲ့စိတ်ချမ်းသာမှုတွေကိုဒီလို algorithm တွေရဲ့လက်ထဲမှာထိုးမကြွေးမိဖို့အရေးကြီးပါတယ်ကိုယ့်ရဲ့ပတ်စံတွေကိုတန်ဖိုးရှိတဲ့နေရာမှာအသုံးချပြီးတော့ဒီလိုတင်ချာနီးကြထောင်ချောက်တွေထဲကနေအမြန်ဆုံးရုံးထွက်ကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်